business owner တွေအနေနဲ့လည်းဘာသိရမလဲဆို panic မဖြစ်ပါနဲ့ panic မဖြစ်နေဆို AI ငါတို့ရုံးကလူ AI လောက်ကြောက်ရင်ဟိုလောက်ကြောက်ရင်ဒီဟာလောက် AI နေခစ်ပေါ်နေပြီငါတို့မလိုက်ဘူးတော့ကြံခဲ့တော့မှာပဲလို့တွေးနေတယ်ဆိုလို့ရှိရင်မှန်ပါတယ် AI မလုပ်တော့ကြံခဲ့ပါလိမ့်မယ်အိုင်းဆိုင်ပြောခဲ့ရတဲ့စကားလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် imagination is more important than knowledge တဲ့ကျွန်တော်တို့စိတ်ကူးနိုင်စွမ်းပုံဖော်နိုင်စွမ်းဒီကျွန်တော်တို့ရဲ့အသိပညာဘူးတာပို့ပြီးအရေးကြီးတယ်တဲ့အဲ့စကားလေးကိုကျွန်တော်တီးခဲ့တဲ့အကြောင်းအကြာပြီပေါ့နော်ဒါပေမဲ့အဲ့ဒါကအခုဒီဘက်ခေတ် AI ခေတ်ရောက်လာတဲ့အချိန်မှာအရန်ကိုမှန်လာပါပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ AI ခေတ်မှာကျွန်တော်တို့တီးဖို့ဆိုတာထက်ကျွန်တော်တက်ဖို့ဆိုတာထက်ပုံဖော်နိုင်စွမ်းကပုံအရေးကြီးလိုက်ပါတော့။အဲ့တော့ကျွန်တော်ဒီနေ့ဒီ business owner အနေနဲ့ကျွန်တော်တို့ AI နဲ့ပတ်သက်ပြီးအကြောင်းလေးကျွန်တော်အနေငယ်ပြပြချင်ပါတယ်။အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ business owner တွေလည်း AI နဲ့ပတ်သက်ပြီးတော့အများကြီးကြားဘူးလိမ့်မယ်။ဘာတွေလုပ်လို့ရတယ်ဘာတွေလုပ်လို့ရဘာတွေကိုယ်တိုင်ရောတကယ်လေ့လာပြကြလားကျွန်တော် comment မှာတစ်ချက်လောက်မျှဝေပေးလို့ရပါတယ်။အမှန်တိုင်းပြောရမယ်ဆိုတော့ကျွန်တော်က AI ကိုအများကြီးမလေ့လာပြပါဘူး။ Okayပြောမယ်ပေါ့နော်ဘာကြောင့်မလေ့လာပြတာလဲဆိုတော့ပြောစရာရှိတယ်ဗျဘာကြောင့်လဲဆိုကျွန်တော်သွားနေတဲ့ professional က business စီးပွားရေးနဲ့ပတ်သက်ပြီးသွားနေတယ်အဲ့တော့ကျွန်တော် AI ကိုမလေ့လာဘူးဆိုတော့လုံးဝမလေ့လာတာမဟုတ်ပါဘူးလေ့လူရှုထားတာလည်းမဟုတ်ပါဘူး AI နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့လေ့လာတယ်ဒါပေမဲ့ AI ကိုထဲထဲဝင်မလေ့လာဖြစ်ဘူးဒါပေမဲ့ဘာလို့လဲကျွန်တော်ယုံမှာ AI နဲ့ပတ်သက်ပြီး team တွေ create လုပ်ထားတယ် team တွေ create လုပ်ထားတယ် AI နဲ့ပတ်သက်တဲ့ team တွေကကျွန်တော်တို့အများကြီး support ပေးနိုင်တယ်အဲ့တော့ကျွန်တော်လူတွေအားလုံးကပေါ့နော်ဘာဖြစ်တယ်လဲကျွန်တော်ဒီ AI နဲ့ပတ်သက်ပြီးပြောချင်တာကဒီ business owner တွေအနေနဲ့လည်းဘာသိရမလဲဆို panic မဖြစ်ပါနဲ့ panic မဖြစ်နေဆိုAI ငါတို့ရုံးကလူ AI လောက်ကြောက်ရင်ဟိုလောက်ကြောက်ရင်ဒီဟာလောက် AI နေခစ်ပေါ်နေပြီငါတို့မလိုက်ဘူးတော့ကြံခဲ့တော့မှာပဲလို့တွေးနေတယ်ဆိုလို့ရှိရင်မှန်ပါတယ် AI မလုပ်တော့ကြံခဲ့ပါလိမ့်မယ်ဒါပေမဲ့ကိုတိုင် AI ကိုထဲထဲဝင်လေကိုယ့်ရဲ့လူတွေကမင်းတို့ဥမာဆိုတော့ကိုယ့်ရုံးမှာ marketing နဲ့ပတ်သက်ချင်မင်းတို့ကောင်တွေ AI လောက်ကြတော့ AI လောက်ကြသူတို့ AI ကိုဖိလုပ်တဲ့အချိန်မှာဘာဖြစ်သွားမလဲဒီဘက်မှာ marketing တွေပေါ့သွားမှာပေါ့အဲ့တော့သူတို့ရဲ့ main JD တွေကိုတော့မထိခိုက်ဖို့လိုပါတယ် AI နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ဒီဗီဒီယိုကနေအကြံပေးချင်တာတော့ဘာလို့မှဆိုရင် AI professional တွေဈေးကွက်ထဲမှာအများကြီးရှိပါတယ်သူတို့နဲ့ engage လုပ်ကြည့်ပါသူတို့တွေကဒါကို professional လုပ်လို့ပို့ပြီးကျွမ်းကျင်တယ်အဲ့လိုလူတွေကိုကိုယ့်ရုံမှာဝန်ထမ်းဖြစ်ခန့်ထားတာဖြစ် part time ဖြစ်သုံးတာမျိုးဖြစ်သုံးပြီးတော့ AI နဲ့သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ marketing team ကဒီချက် boost လုပ်လိုက်လို့မျိုးအများကြီးတက်လာပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့အတင်းသွားပြီးတော့ကိုယ့်ရဲ့ marketing team ကို AI နဲ့သွားလုပ်ခိုင်းတယ်ဆို marketing team ကလည်းဘာဖြစ်လာမလဲကြာရင်ဆင်းကျင်လာမယ်ဒီမှာ video တွေမပြီးတာတစ်မျိုးediting တွေမပြီးတာတစ်မျိုးအခုဒါမှ AI ကိုထပ်လုပ်ရအောင်မယ်ဆိုတော့သူတို့ကမှပို့ပြီးရှို့သွားနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အလုပ်တစ်ခုမှာဒီဝန်ထမ်းတစ်ယောက်လုံနိုင်တဲ့ work load ဆိုတာရှိပါတယ်ဝန်ထမ်းတစ်ယောက်လုံနိုင်တဲ့ work load ထပ်ပို့ပြီးတော့မှသူ့ကိုမပေးမိပါစေနဲ့သူ့ကိုဝန်ထမ်းတစ်ယောက်လုံနိုင်တဲ့ work load ထပ်ပို့ပြီးပေးမိသူ burn out ဖြစ်တာတော့နောက်ပိုင်းကျလို့ရှိရင်သူလုံးဝမလုံနိုင်တော့တဲ့အချိန်ဒီကနေ leave လုပ်သွားတော့ပါကြုံရပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ AI ပြောတိုင်းလဲ AI မနေကြပါနဲ့လိုအပ်လားဆိုလိုအပ်ပါတယ်ဘာလို့ရမလဲဆိုရင်သူတို့မှာ work load နေထည့်လို့ရရင်ထည့်ပါထည့်လို့မရရင် team တီးတန့်ခန့်ပေးပါအဲ့လိုမှအလုပ်ဖြစ်ပါလိမ့်မယ်မဟုတ်ဘူးဆို AI တော့လိုက်နေကို marketing ထိုးကြသွားဆိုလို့ရှိရင်လည်းရောင်းရည်အများကြီးကျသွားနိုင်ပါတယ်